ဆိုတော့ကျွန်တော်ဒီလိုမျိုးအချိန်ဒီမှာကျွန်တော်ဒီလိုမျိုးအခွင့်အရေးပေးတယ်ပေါ့နော်သူတို့ကျွန်တော်တို့ရဲ့တချီတွေညီကို၃ယောက်ပေါ့သူတို့လည်းတိုင်ပင်လုပ်ကြတယ်တယောက်နဲ့တယောက်လည်းသူတို့အမြဲတမ်းတိုင်ပင်ပြီးတော့လုပ်ကြတယ်ပြီးတော့ကျွန်တော်ကိုလည်းဒီလိုမျိုးအခွင့်အရေးပေးတဲ့အတွက်ကျေးဇူးအများကြီးတင်တယ်နော်အခုကျွန်တော်ဒီလိုမျိုးရနိုင်တယ်ဆိုတာလည်းဘာမှတတ်တာဘာမှတော့မရှိပါဘူး work ethic ပေါ့ကွာတော့အလုပ်စူးစမ်းတာပေါ့အဲ့ဒီစူးစမ်းတဲ့စိတ်ကတော့ကိုမှကိုတွေ့တဲ့မှာတော့ပါပြီးသားပေါ့တော့ပညာသိပညာဆိုတဲ့ဘာမှမရှိပါဘူးသူတို့ပဲကျွန်တော်မြောက်ပေးတာပေါ့နော်ဒီတော့မြောက်ပေးပြီးတော့အစားနေအကုန်လုံးတင်ပေးပြီးတော့ဒီအချိန်ကြီးပြောက်တာပေါ့နော်ဆိုတော့ဒီလိုမျိုးကျွန်တော်ခွင့်ပြုပေးတဲ့အတွက်အများကြီးကျေးဇူးတင်တယ်အားလုံးလည်းတွေ့ရတာဝမ်းသာတယ်ကျွန်တော်တို့အချိန်ကြာတော့မဟုတ်ဘူးကျွန်တော်တို့ပြောစီချင်တာတော့leadership and human relation ပေါ့ customer service တို့ပါတော့ပေါ့နော်ဆိုတော့ကျွန်တော်ကျွမ်းတယ်တက်တယ်ဆိုတာတော့မဟုတ်ဘူးသူတို့ကကျွန်တော်ကိုမြောက်ပေးခြင်းလို့ပေါ့ကျွန်တော်တို့ရဲ့ဒီ team ထဲမှာကျွန်တော်တယောက်တည်းတော့မဟုတ်ဘူးအကုန်လုံးအတွက် customer service ပိုကောင်းရမယ် leadership လည်းပိုကောင်းရမယ်ဆိုတော့ဒီအခြေအနေဒီ level ကို lift up လုပ်ချင်တဲ့အခါကျတော့တယောက်ယောက်ကိုဒီတင်ရမယ်လေနော်ကျွန်တော်တို့လည်းမြောက်ပေးချင်တာပေါ့နော်ကျွန်တော်ရဲ့အခြေအနေဒီနေရာလောက်ဆိုရင်ကျွန်တော်ဘယ်ရဖြစ်ကြမှာပေါ့နော်ဆိုတော့အားလုံးလည်းအတူတူလက်တွဲလို့ရအောင်ဆိုပြီးတော့ကျွန်တော်ပြင်ပေးတာဖြစ်တယ်ဆိုတော့အချိုင်တော့ပြောစရာလည်းမရှိဘူးပလာလိုပဲဒီလိုမျိုးဒီ slide ပြီးရှိရင်တော့ကောင်းတာပေါ့နော်ကျွန်တော်လည်းမတတ်တဲ့ခါကျတော့စိတ်ထဲမှာပေါ်တယ်လို့ပဲပြောသွားလိုက်မယ်ဒါလည်းမကြောက်ဘူးဆိုတော့ကျွန်တော်တို့အလုံးဘိုင်လည်းတိကျပြီဆိုတော့နည်းနည်းညောင်းနေပြီလားနည်းနည်းမတတ်ထားရအောင်နည်းနည်းထားတစ်ချက်လောက်မတတ်ထားရအောင် Okay. Shake. Poco babale no. Right, still mechanic. Release. Release တော့မယ်ဆိုတော့လက်ဒီလည်းလောက်ထားလိုက်နော် Okay ကျွန်တော်တို့ဒီလိုပဲလိုက်လုပ်ကြမယ်နော် Okay နဖူးလေးကြည့်ပါဦးဖူးလေး Okay ပကုတ် Okay bye Okay ဆက်လို့မယ်နော်ဆက်တော့မယ်နဖူး Okay နှာခေါင်း Okay လဲချောင်း Okay ပကုတ် Okay နဖူး ဒီလိုမျိုး seminar တွေကျွန်တော်တို့သင်တန်းတက်ဖို့တဲ့သူတွေလည်းအများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကိုယ်တိုင်ကလုပ်ဖို့တယ်ဆိုတော့မရှိတဲ့ခါကျတော့ဒီလိုမျိုး seminar လုပ်တဲ့ခါကျရင်ကိုယ့်ရဲ့လူတစ်ယောက်ရဲ့ brain ပေါ့နော်ကိုယ့်ရဲ့ owner ဘယ်လိုအပေါင်းဘယ်လိုလုပ်တယ်လဲကိုကြည့်တာကိုပဲလုပ်တာကိုတွေ့ရတာကိုပဲလိုက်လုပ်နေရတာပုံများတယ်နော်ဆိုတော့အဲ့ဒါကြောင့်ဒီကိုစားလဲ represent ဖြစ်တာပေါ့နော်ကဲကျေးဇူးတင်တယ်ညာပြန်တိုင်ကြအောင် Okayဆိုတော့ကျွန်တော်ရဲ့ background နဲ့ဆက်ပြောလိုက်မယ်နော်ခုနကတော့ message ပြီးသွားပြီကျွန်တော်ဒီကိုရောက်လာနေတာကခုနဖလာပြောလို့ပဲကျွန်တော်မှလည်း full time job ရှိထားတယ် US ကိုတော့2017မှာရောက်တဲ့ခါကျတော့ကိုကအင်္ဂလိပ်စကားလုံးဝမတတ်ဘူးဗမာပြည်မှာဆိုရင်လည်းစာစိတ်ဝင်စားလို့လေစာတော့တတ်တဲ့အဲမှာမပေါခဲ့ဘူးကျွန်တော်ပူတန်းကြတယ်ကြပေမဲ့လည်းပြန်ဖြေခွင့်ရခဲ့တယ်အဲ့ဒါနဲ့ပြန်ဖြေပြီးတော့နားလည်ခုနဲ့ကုလားအောင်စရင်ဝင်တယ်စေတန်းနေလောက်တက်ပြီးတော့မလေးရှားကိုထွက်သွားခဲ့တာဆိုတော့ဟိုကစာမလိုက်နိုင်တော့ပဲကုလားတော့မှကြတာဘူးနော်ပုံမှန်ဆိုကျွန်တော်တို့ဘက်ကဆိုရင်တော့အခစ်တုံးကခုံနံပါတ်ကြီးရင်အောင်မရပြီလေအဲ့ဒါတော့မှကြသေးတာဘယ်လိုဖြေမှတော့မသိဘူး question ဆိုတော့မသိဘူးအဲ့ဒါကြောင့်ဒီဘဝကနေတက်လာခဲ့တာပေါ့နော်မလေးရှားမှာဆို၄နှစ်လောက်နေတယ်ဒီကိုကျတော့2017မှာရောက်တယ်ဆိုတော့ကျွန်တော်လုပ်တော့ကပထမဆုံးအလုပ်ဆိုတော့စကားလည်းမတတ်ဘူးပြီးတော့ဒီနိုင်တိုးတက်တဲ့နိုင်ငံတွေရဲ့အခြေအနေတွေလည်းမသိဘူးပေါ့နော်အလုပ်အတူတူလုပ်ရဲဆိုတယောက်နဲ့ဘယ်လိုစကားပြောရတယ်ကိုနေရာကိုဘယ်လိုလုပ်ရတယ်ပေါ့နော်အကုန်လုံးမသိဘူးတိကနေစတာဆိုတော့ESL class တွေတွားတယ်စကားနည်းနည်းတောင်းတင်နေပေါ့နော်အဲ့တော့ကဆိုလူကြီးရင်လည်းမုန်းစရာပဲရှိတယ်အလောက်ကလည်းခက်တယ်ဆိုတော့အမြန် complaint ဖြစ်နေတာပေါ့နော်ကိုယ်တိုင်ကသူများကိုတွားငေါက်တာမဟုတ်ရင်တော့မှကိုယ့်ရဲ့စိတ်ထဲမှာကဘာလဲ complaint နေတဲ့စိတ်တွေဖြစ်နေရလေဒီကောင်ကြီး training လုပ်တာဘာဖြစ်လို့ငါတက်အောင်ဘာဖြစ်လို့လာမတင်တတ်တာလဲနော်သူတို့ဘာဖြစ်လို့ဒီလိုမျိုးလုပ်တာလဲဒီတခုဒီလိုလုပ်တယ်ဆိုရင်ဘာဖြစ်လို့ဒီလိုလုပ်တာလဲအများနဲ့ complaint ပဲဆိုတော့သူတို့ကဒီဥစ္စာကိုပြီးအောင်လုပ်စေချင်တယ်ကွာ
သူတို့ပေးတဲ့ပိုက်ဆံကလည်းကွာဒီလောက်နော်ကိုရဲ့ complain ပေါ့ပြီးတော့လဲလာစာရတဲ့ခါကျလဲ government ကို tax ပေးရတယ် tax ပေးတာတဝက်နီးပါးတော့ကုန်တယ်လေကဲ US ကနိုင်ငံကောင်းဆိုပါတော့ဒီလိုမျိုးကိုပဲနေစပြီးတော့ကိုဟာပဲယူနေတလားပေါ့နော် complain အများနဲ့တက်ခဲ့တာပေါ့အဲ့ကနေပြီးတော့တတိမှာကျတော့ကျွန်တော်ဒီ motivation speaker တယောက်ကိုတွေ့လိုက်တယ်အဲ့ဒါ Jim Rohn ပြောတာသူဟာလဲသူ့ရဲ့ဇလန်ကလည်းအဲ့လိုမျိုးဖြစ်နေတယ် complain ပဲတက်နေတာအဲ့ကနေပြီးတော့သူ့ရဲ့တင်ကြချက်တွေကျွန်တော်နားထောင်ကြည့်တဲ့အခါကျတော့အော်ဒီကောင်တွေကဒီကျွန်တော် complain နေတဲ့ຢာတွေကအပြင်ကကိစ္စဖြစ်နေတယ်ကိုမပါဘူးကိုယ်တိုင်မပါဘဲနဲ့သူမြောက်ပဲအဖြစ်တင်နေခဲ့တာအဲ့ဒါကြောင့်ကျွန်တော်ရဲ့ mind ကိုပေါ့နော် shift လုပ်ပြီးတော့ okay စူးစမ်းမယ် ESA class တက်မယ်ပြီးတော့ကျွန်တော်ရဲ့စိတ်ကအကုန်ပြောင်းလဲသွားပြီဆိုတော့ကျွန်တော်လှုပ်တဲ့နေရာကိုကျွန်တော်ချိုးချိုးဆားဆားလှုပ်လိုက်တယ်တတ်အောင်တင်လိုက်တယ်ကျွန်တော်လှုပ်တာကိုပဲမဟုတ်ပဲနဲ့သူ့ရဲ့ဘေးကတော့ကျွန်တော်တို့ဆိုရင် line ကဒီလိုပုံမှန်အများအားသွားတာဟုတ်လူအများကြီးလုပ်တယ်ဆိုတော့ကိုကဒီနေရာပဲလုပ်တာဒါ line ကတစ်ဆက်ဖြစ်ပေမဲ့ channel တွေကျွန်တော်တို့တီးခွင့်မရှိဘူးစိတ်လည်းမဝင်စားဘူးပေါ့ဒါပေမဲ့ကျွန်တော်ဆက်လုပ်လိုက်တဲ့ခါကျတော့အခွင့်ကောင်းကပေါ်လာတယ် ranger လို့ခေါ်တယ်သူက ranger ဆိုတာကဒီနေရာမှာလူမရှိဘူးဆိုရင်ကိုကတော့ဖြီလို့ရအောင်ပေါ့အဲ့လိုမျိုးစိတ်ဝင်စားလားဆိုတော့အခွင့်အရေးပေါ်လာတော့ကျွန်တော်လုပ်မယ်ဆိုပြီးတော့အကုန်လုံးကိုတင်လိုက်တာအဲ့မှာ station က20-30လောက်ရှိတာပေါ့အဲ့ဒါကြီးအကုန်လုံးကျွန်တော်စူးစမ်းပြီးတော့တင်လိုက်တယ်ပေါ့တပ်ပြီးတော့ကျွန်တော်ကအဲ့ကနေပါလဲ confidence ကတက်လာတယ် confidence ဆိုတာကကိုလုပ်တဲ့ပေါ်ကနေရတဲ့ confidence ဖြစ်နေတယ်ကိုကဒီပါလဲစားရအရင်တက်ပြီးတော့ဘွဲ့ပြအများကြီးရပြီးတော့အရင်တိနားလေလို့ confidence ရတာမဟုတ်ဘူးကိုလုပ်တဲ့နေရာကနေ confidence ရလာတာဖြစ်တယ်ကျွန်တော်လုပ်တတ်ပြီဆိုတော့လုပ်တတ်တဲ့အခါကျတော့ confidence ကဖြစ်လာတယ်အဲ့ကနေပြီးတော့နည်းနည်းလောက်ကြာတဲ့အခါကျတော့ team leader ဆိုတဲ့ position က open ဖြစ်နေတယ်အဲ့ကနေကျွန်တော် apply လုပ်တာပေါ့apply လုပ်တဲ့အခါကျတော့လုပ်တာတော့မှကျွန်တော်က interview တွေလည်းအများကြီးဖြေရတယ်ကျွန်တော်တို့အဲ့တုန်းက interview လုပ်တဲ့သူတွေကလူ7ယောက်ရှိတယ်7ယောက်ထဲမှာကအဖြူလည်းရှိတယ်အမဲလည်းရှိတယ်ပဲစားလည်းရှိတာပေါ့ကျွန်တော်က interview အကောင်းဆုံးဖြစ်လို့လည်းမဟုတ်ဘူးတက်လို့လည်းမဟုတ်ဘူးကျွန်တော်ရဲ့ supervisor နဲ့ကျွန်တော်တို့ line က team leader ရဲ့ကျွန်တော်သဘောကျလို့အခွင့်ကောင်းပေးခဲ့တာကျွန်တော် interview ဖြေတဲ့အခါကျတော့ရွေးပြီးသားဖြစ်နေတယ်မဖြစ်ခင်တော့ကျွန်တော်လည်းမသိဘူးပေါ့သူတို့ supervisor ရဲ့ team leader မြည်ဒီမင်းတို့နဲ့အတူတူလုပ်ဖို့အတွက်ဒီကောင်ကိုခံရင်မင်းတို့တက်လာဆိုပြီးတော့သူ team leader လည်းကုန်နေခဲ့တာအဲ့ဒါနဲ့ team leader တွေက yes အကုန်လုပ်တဲ့အခါကျတော့ကျွန်တော်ရသွားတာပေါ့ဆိုတော့ကျွန်တော်ပြောချင်တာခုချိန်ကဒီနေရာမှာဖြစ်နေတယ်ဒါပေမဲ့ကိုပေါ်မှာပဲမူတည်တာပေါ့နော်ကိုအလုပ်လုပ်လိုက်ရင် company အတွက်ပဲလုပ်တာလို့မစင်စားဘဲနဲ့ကိုအတွက်လုပ်တယ်လို့စဉ်းစားလိုက်တဲ့အချိန်ကနေပြီးတော့ကျွန်တော်ရဲ့လုပ်ရည်ကင်ရည်တွေကတိုးတက်သွားတယ်ကျွန်တော်ရဲ့စိတ်ထားပြောင်းလဲသွားတယ်အဲ့ခါကျတော့အကုန်လုံးကျွန်တော်လှုပ်တက်လာတယ်ဒီတစ်ခုလှုပ်ဖို့ဆိုရင်လည်းဗာလဲစိတ်ကြီးပါကြီးမဖြစ်တော့လှုပ်မယ် team player ဖြစ်ခဲ့တာပေါ့နော် team player ဖြစ်ခဲ့တယ်အဲ့ကနေပြီးတော့ကျွန်တော်ဖွင့်ရပြီးတော့ team leader ထိရောက်ခဲ့တာပေါ့နော်အဲ့ကနေပြီးတော့ဒီ Hornbill နဲ့ဆက်သွယ်ရှိတာပေါ့နော် Hornbill ကနေသူတို့လည်းကလန်းတာပေါ့သူတို့မှာ scientific ဖို့သူတို့က season ရှိနေတာခုနကသူပြောသလိုပဲတာဝန်ယူမဲ့သူမရှိဘူးသူတို့ကလူ3ယောက်ဖြစ်ပြီးတော့ sign 3ခုရှိနေပြီတာဝန်ကျဖြစ်နေပြီဒါပေမဲ့အပြစ်လုပ်ချင်တယ်ဆိုတဲ့အခါကျတော့ကျွန်တော်ကလန်းတာပေါ့နော်အဲ့ကနေကျွန်တော်လည်းဒီတိုင်းသွားတာတော့မဟုတ်ဘူးကျွန်တော်လည်းဟိုမှာအဆင်ပြေတယ်ပေါ့နော်လက်ခါလည်းမစိုးဘူးကိုနေတဲ့နေရာလည်း US ရောက်ချင်းအဲ့နေရာပဲနေတယ်ဆိုတော့အသားကျတော့ပြီးစင်ပြေနေတယ်ပထမဆုံးတော့တိတ်ကြယူမဆိုင်ဘူးပေါ့ကောင်းတယ်ဒါနဲ့ဆက်တဲ့ပြန်မလို့ကိုဒီတိုင်းထားခဲ့တာပေါ့ဒါပေမဲ့ကောင်းချင်တော့သူတို့နောက်ထပ်ကန်လန်းတာပေါ့ကန်လန်းတဲ့ခါကျကျွန်တော်လည်းစဉ်းစားတယ်ဒီ company မှာကျွန်တော်လုပ်နေတာလည်းအစင်းကနေလောက်ရှိပြီစားလည်းဆက်တက်တာမဟုတ်ဘူးကိုယ့်ရဲ့ level ကအဲ့ချင်းဖြစ်နေတယ် game ဆုံးဖြစ်နေတယ်ကျွန်တော်ပြောအဲ့ချိန်တုန်းကကျူးစားချိန်တော့ US ဆိုတော့ခွင့်ရရှိတာပေါ့ဒါပေမဲ့ကိုကစာတွေ့သိမရှိတော့game ဆုံးဖြစ်နေတယ်အဲ့ဒါနဲ့ကျွန်တော်လည်းစဉ်းစားတယ်ပိုက်ဆံကလည်းအများအားလုပ်နေတယ်ရနေပါရဲ့ပိုက်ဆံမလောက်ဘူးဖြစ်နေတယ်စုထားတဲ့ပိုက်ဆံဆိုတာလည်းမရှိဘူးဆိုတော့ကျွန်တော်ကလောက်တာတော့အဆင်ပြေနေပြီပ
ပတ်စံပုံမှန်ရတာကိုယ့်ရဲ့ work ethic ပေါ့အများအားအလုပ်လုပ်တယ်အလုပ်ပြတ်ကြမှုမရှိဘူးဆိုတော့ဒီလိုကောင်းတယ်ဒါပေမဲ့ဘာဖြစ်လို့ပတ်စံကမရှိသေးတာလဲပတ်စံအကြောင်းနည်းနည်းလိုနေတယ်ပေါ့နော်ကိုယ့်ရဲ့ခြေနေမှာ money management ကလိုနေတယ်အဲ့ခါကျတော့ဒီ company တွေမှာပတ်စံနဲ့ကိုကမဆိုင်တော့ဘူးလေဒီ factory company ပဲလောက်တာဆိုတော့အဲ့ခါကျတော့ဒီလိုမျိုးဆိုင်ကျတော့တို့ကပတ်စံအများအားလုပ်နေရတယ်ပတ်စံအကြောင်းပဲပြောနေရတယ်အဲ့ကကျွန်တော်အတွက်ကတော့ next level ဖြစ်နေတယ် next level ဆိုပြီးမှဒီမှာအနေဆုံးကနေပြန်စားရတယ်အနေဆုံးဖြစ်ရင်တော့မှကိုယ့်အတွက် next level ဖြစ်သေးတယ်ပေါ့နော်ဆိုတော့အဲ့ကနေပြီးတော့ကျွန်တော်ဆုံးဖြတ်ပြီးတော့ဒီဘက်ကိုပြောင်းလာတယ်ပြောင်းလာပြီးတော့ခုနကပလိုက်ပြောသူလည်းဒီလိုမျိုးပေါ့နော်ဒီလိုမျိုးခြေနေချင်းရောက်ခဲ့ပါတယ်လို့ကျွန်တော်ရဲ့အကြောင်းနည်းနည်းပြဆက်ပေးတာပေါ့နော်ဆိုတော့ကျွန်တော်တို့people relation customer service ပေါ့နော် customer service အရင်ပြောရအောင် customer service ဆိုတာကကျွန်တော်တို့က customer service အများအားလုပ်နေရတယ်နော် customer ဆိုတာကကိုယ့်ရဲ့ဝယ်သူတွေပေါ့နော်ဝယ်သူမရှိရင်ကျွန်တော်တို့ရောင်းသူလုပ်ဖို့မရှိဘူးဆိုတော့ customer အဓိကဖြစ်နေတယ်ပြီးတော့ service ဆိုတာကတခုခု solve ဖြစ်ရမှာပေါ့နော်လူတယောက်ကလူတယောက်ကို solve ဖြစ်နေရမယ်အဲ့ဒါကျွန်တော်တို့ဒီ Asian food တွေနဲ့ဒီ customer တွေကို solve လုပ်နေတာသူတို့ပိုက်ဆံကိုလူယူချင်လို့ဒီလိုမျိုးလုပ်နေတာမဟုတ်ဘူးသူ့အတွက်ကောင်းရမယ်ကိုယ့်အတွက်လည်းကောင်းရမယ် win-win situation ပေါ့အဲ့လိုမျိုးဖြစ်အောင်ကျွန်တော်တို့ကဒီလိုမျိုး solve လုပ်တယ်ဆိုတာပထမဆုံး customer ကအခန်းကနေဝင်လာတယ်ကွာဆိုင်ထဲဝင်လာတယ်ဘယ်သူက solve လုပ်မှလဲဘယ်သူကလာပြောမှလဲနော်ကိုဒီမှာအလုပ်လုပ်တယ်ဆိုတော့ကိုယ့်ရဲ့တာဝန်ဖြစ်နေပြီနော်ကိုဒီမှာနေတယ်ဆိုတော့ကိုလုပ်ရမှာဆိုတော့ customer ကကျွန်တော်တို့ကို solve ဖို့လာတာမဟုတ်ဘူးကျွန်တော်တို့ solve လုပ်ဖို့သူတို့လာတာအဲ့ဒါကြောင့်အရင်ဆုံး solve ရမယ်နော်အဲ့ကကျတော့ဝင်လာတဲ့ခါကျရင်ဘာပြောလဲဘယ်လိုလုပ်မလဲ customer ဝင်လာပြီဘာလုပ်မလဲ Hello. Yes. How are you? Welcome. Good morning. Okay. တချို့မကြားရဘူးနော်မကြားရဘူးချင်းစင်တော့ soft တော့ငါလက်ခံလို့ရမလားနော် ဟုတ်တယ် မရဘူး ပြောရမယ် တေပြောရမယ်ခုနခန်းစင်ဆိုရင်သူ example ကောင်းတယ်နော်မတရပြီးတော့ပြော ပြောတယ်ဟုတ်တယ် loud and clear loud and clear loud and clear ဆိုတော့it's a bit screen တော့တော့မဟုတ်ဘူးလေနော်ကြားရအောင်လုပ်တာသူကပုံလုံးတည်တယ်သူနှုတ်စစ်တယ်ဆိုတာပြည့်ပြည့်ဝဝ customer ခံစားရမယ်ပြီးတော့သူတို့ပြန်ထွက်သွားရဆိုရင်လည်းသူလူချင်းတဲ့ဟာကိုယူပြီးတော့ဝယ်တာတော့သူကဏ္ဍလေနော်ပို့ထားတဲ့ဟိုသူယူတာဟုတ်ပါတယ်အဲ့ဒါကောင်းပါတယ်သူလူချင်းတဲ့ PC ကျွန်တော်တို့ရှိထားတယ်ဆိုရင်အဲ့ဒါ very good ဒါနဲ့အဲ့ဒါနဲ့မပြီးဘူးကျွန်တော်တို့ server မှာဆိုလေနော်ဒီ enter ကိုပြန်ပြီးတော့ပို့ရမှာပေါ့ပြန်ပို့ရမှာဘယ်လိုပို့မလဲbut သူယူပြီးတော့ဒီကိစ္စနေပြင်သွားတော့လုံးမရဘူးလေနော်သွားမယ်ဆိုရင် have a good day ဒါလေးပေါ့ thank you ပြောရမယ် have a good day ပေါ့ကိုယ့်ရဲ့ idea နဲ့ပြောပေါ့နော်ဒီလိုမျိုး training ပေးပြီးတော့ဒီစကားသုံးပါဆိုခါလေးကျရင်ကိုယ့်ရဲ့ personality နဲ့မကိုက်ဘူးဖြစ်တတ်တယ်ဆိုတော့ကိုယ့်ရဲ့ idea ကိုယ့်ရဲ့ခြေနေနဲ့ပြောပေါ့ကျွန်တော်ဆိုရင်ပြောပါနေတတ်တဲ့စကားဘာလဲအရေးကြီးတဲ့ပုံစံမျိုးပြောတဲ့ပုံထဲမှာမပါဘူးဟဲ့ပါလူပြောရင်တော့မှသူ့အထောက်ကျွန်တော်သိတဲ့ခါကျတော့သူကရမ်းပြောတယ်အဲ့လိုမျိုးတရားမှကျွန်တော်လုံတတ်တယ်ကိုကနောက်တတ်တယ်အဲ့ဒီအမလည်းလို့တိုင်မျိုးပဲနည်းနည်းတုံးတတ်တဲ့ကြည့်ရှိလူများအဲ့လောက်တော့မပြောတတ်ဘူးတချို့ customer တွေကကိုယ့်ရဲ့အမျိုးအကျင့်ကိုသိတဲ့ခါကျတော့မတိတဲ့သဇင်း customer တယောက်ဒီလိုပြောလိုက်ရင်သူစိတ်ဆိုးမှာဒါပေမဲ့ဒီ customer ကိုအချိုးကိုသူတိတယ်သူ့ကိုလည်းကိုကောင်းကောင်းတိထားတဲ့ခါမှာကိုနောက်ပြီးတော့နှုတ်ဆက်လို့ရတယ်နောက်ပြီးတော့မှသူနောက်ပြောင်နဲ့လဲကိုဆက်ဆံလို့ရတယ်ဒါတယောက်နဲ့တယောက်ကတိထားပြီးသားဖြစ်တယ်ဆိုတဲ့ဟာပေါ့အဲ့ဒါတွေကကျတော့အဲ့လိုရှိတယ်ပေါ့နော်ဟုတ်တယ်တကယ်ဟုတ်တယ် customer ကျတော့ကိုမတိတဲ့အတွက်ကြောင့်ကိုရင်ကြီးနဲ့ဆက်ဆံရမယ်ဆိုတာလဲကိုသိရမယ်သူ့ကိုမှဒီလိုနောက်လို့မရဘူးဘာကြောင့်လဲခုမှပထမဆုံးအချိန်တွေ့ဖူးတဲ့ customer လည်းဖြစ်နိုင်တယ်လေနော်အဲ့လိုမျိုးရှိတယ်ဟုတ်တယ်အခု like ပို့လိုက်တဲ့ customer ကပြန်လာချင်းကိုလာချင်းရမယ်ဟုတ်တယ်မလားကိုပြန်တွေ့စေချင်ရမယ်အဲ့လိုမျိုးနော်သူက tofu လာယူဖို့ပဲလာမယ်ဒါပေမဲ့ tofu ယူရင်းနဲ့မင်းကိုတွေ့ချင်တာသူကအဲ့လိုမျိုးအဲ့ပြောချင်တာအဲ့လိုမျိုးဖြစ်အောင်နော်သူဘက်ကနေအကောင်းဆုံးလုပ်တင်တယ်ပေါ့နော်ဆိုတော့
တောင်ဖို့ကောင်းလေမူပေါက်ဒီအင်ရှင်ကောင်းလေအဲရောက်နေဟုတ်တယ်မလားဆိုတော့ customer တွေအများကြီးလာနိုင်အောင်ပေါ့နော် customer ဘာဖြစ်လို့အဓိကကြောက်လဲဆိုတော့အရင်တော့ကကျွန်တော်လည်းပြောဖူးတယ်ကျွန်တော်တို့ဒီမှာစီးပွားရေးလုပ်နေတာပေါ့နော်တချို့တွေကစီးပွားရေးလုပ်နေတာလုပ်တဲ့ခါကျတော့ကျွန်တော်တို့လစာပေးတာပေါ့သူတို့ကလုပ်ပေးတယ်ကလစာပေးရတယ်သူတို့စီပတ်စံထုတ်ပေးရတယ်အဲ့ပိုက်ဆံကဘယ်ကနေလာမှာလဲ ဒီကနေပဲပြန်လာတာ customer နေလာတာ customer ပိုက်ဆံလာပို့ဖို့လိုတယ်လာပို့ပြီးတော့မှကျွန်တော်တို့ကလစာရတာဟုတ်ဒါကြောင့် customer အဓိကဖြစ်တယ်ဆိုတော့ solve ကတာ customer ဝင်ပြီးတော့ထွက်သွားတာပဲရှိသေးတယ်အထက်မှာတို့လိုတာရှိတယ်ရှာဖို့လိုတယ်အဲ့မှာသွားရှာပါအဲ့မှာလုပ်ပါကဲ busy ပြီးတော့တိတ်မကူညီနိုင်ဘူးဆိုရင်လည်းသူတို့လူပဲသူတို့နားလဲပါတယ်ဒါနဲ့တိတ်ကြုံမဆိုင်တဲ့ပုံစံတော့ချက်ချင်းကိုလည်းတည်တယ် ဟုတ်တယ် ဟုတ်တယ်နော်ကိုကတခြားဆိုင်မှာသွားပြီးတော့အဲ့အင်ရှင်ဆိုင်ရှင်ကဘယ်လိုဆက်ဆံရင်ကြိုက်လဲဆိုတဲ့ပုံစံနဲ့ကိုက present လုပ်ရမယ်နော်ဆိုတော့ကိုက example တကယ်လို့နောက်ခါကျရင်ကျွန်တော်ဒီဆိုင်ကိုလာတဲ့ခါကျရင်ဘယ်လိုမျိုးဆက်ဆံစေချင်လဲအဲ့လိုမျိုးကိုကအများအားနေ့တိုင်းမနေ့တိုင်းအလုပ်ဝင်တာနဲ့အဲ့ဒါစိတ်ကိုယ်ထဲမှာချပြီးသားနဲ့လုပ်ရမယ်ဟုတ်ပြီနော်ဆိုတော့ပြီးတော့အလုပ်လုပ်တဲ့ဒါက customer နဲ့ဆက်ဆံတာပေါ့ပြီးတော့ relationship ဒီအလုပ်ယုံထဲမှာလူမျိုးမတူဘူးပေါ့နော် background different background ဖြစ်ကျွန်တော်အတူလုပ်ကြတယ်ဒါကျွန်တော် one mission ပဲရှိတယ်ခုနကလာပြောသလိုပဲလေနော်ဒီethnic food တွေကို customer တွေစီဖို့သူတို့ပြောပါစီဖို့နော်ကိုယ့်ရဲ့ one mission ပေါ့နော်အဲ့ mission ကိုအကောင့်အထည်ပေါ့ကိုယ့်ရဲ့ပါလေ rule ရှိရမယ်ကိုယ့်ရဲ့ rule ဒီဆိုင်မှာလာလို့တယ်ဆိုရင်ကျွန်တော်အကြောင်းဒီအလုပ်ဖို့ကင်ဖက်တွေကပြောရမယ်သူတို့ပုံမှန်လုပ်နေကြဟာကိုကောင်းအောင်သူတို့လုပ်နိုင်ရမယ်ကျွန်တော်ကသူအစားသွားလုပ်နေတာမဟုတ်ရင်တောင်မှကျွန်တော်ရှိနေရင်သူအလုပ်ကတက်တာရမယ်သူပို့လုပ်နိုင်ရမယ်ကျွန်တော်အကြောင်းသူပျော်ပါနဲ့အလုပ်လုပ်နိုင်ရမယ်ကျွန်တော်အကြောင်းသူဒီအလုပ်ထဲမှာပျော်ရမယ်အဲ့လိုဆိုရင်သူ့ကြောင့်လည်းကိုပျော်တယ်ကွာကိုကြောင့်လည်းသူပျော်တယ်ကွာအဲဒါကြောင့်အလုပ်သူတို့ပြီးစီးနိုင်တာပေါ့ဆိုတော့အလုပ်ထဲမှာ relationship လည်းရန်လို့အများအားလို့အပ်တယ်အဲ့ဒါလည်းအများအားပေါ့နော်စဉ်းစားမယ်ပြီးတော့ဘွားတတိယနဲ့လည်းအတူတူလုပ်တယ်ဒီအပေါ်ထက်ကနေစီးနှင်းပြီးတော့အုပ်ချုပ်တာမျိုးမဟုတ်ဘူးတတိယလည်းအကုန်လုံးလုပ်တယ်ကျွန်တော်တို့လည်းအကုန်လုံးလုပ်တယ်အဲ့ခါကျတော့ခုနအတူပြောသလိုပဲကိုဘာသာကိုစဉ်းစားရမယ်ကိုဘာလုပ်ရမယ်ဘာလုပ်တတ်ပြီလဲအခုဒီကောင်လုပ်တတ်ပြီဆိုရင်ပြီးပြီမဟုတ်ဘူးနေ့တိုင်းအများအားဒီကနေပဲစပြီးတော့ဘွားadding ပဲလုပ်နေရမှာကျွန်တော်ဘယ်လောက်တတ်ပြီလဲဒီအလုပ်ထဲမှာဒီအလုပ်ထဲမှာကိုမြင့်တင်ရမှာပေါ့နော်မြင့်တင်ပြီးတော့မှနောက်ခါကျရင်ဒီ company ထဲမှာကျွန်တော်တို့တစ်သက်လုံးရတဲ့ပန်လုံးမှာမဟုတ်ဘူးဒီမှာတချို့တော့လည်းကျွန်တော်တို့အားလုံးကိုဒီ company မှာတစ်သက်လုံးလုပ်ဖို့မျှော်လင့်တာမဟုတ်ဘူးဒါပေမဲ့ဒီ company ကနေထွက်သွားလို့ရှိရင်မင်းကလူတစ်ပြရမယ်ဝင်လာတော့က level နဲ့တော့ပြန်မထွက်သွားနဲ့ကွာအဲ့လိုမျိုးသူတို့ပြောတာနော်အဲ့ခါကျတော့ဒီအလုပ်ထဲမှာကိုကဘယ်လောက်ကိုအုပ်ချုပ်နိုင်လဲဘယ်လောက်ကိုထိန်းချုပ်နိုင်လဲဘယ်လောက်ကိုmanage လုပ်နိုင်လဲဘောနော်အဲ့လိုမျိုးကိုရဲ့အခြေအနေကိုကြည့်ပြီးတော့ကျွန်တော်တို့တစ်သေးရသဘောကျပါမလားဆိုပြီးတော့စိတ်တင်ငယ်နေမဲ့စာကျွန်တော်တော့တစ်သေးဆိုရင်ကျွန်တော်ကြိုက်ပါမလားကျွန်တော်ကြည့်ရင်ဒီလိုကိုလာဆန်နစပ်တော့ပေးရမလားကျွန်တော်လုပ်ကြည့်မယ်ကွာအဲ့လိုမျိုးပါနော်လာဆန်နစပ်တော့ပေးရလောက်တဲ့ပေးနိုင်လောက်တဲ့ quality ကိုလုပ်ပြလိုက်စမ်းပါအဲ့လိုမျိုးနော်ကိုဘက်ကနေလုပ်ပြရမယ်တချို့ကပြောတယ်ဟာကျွန်တော်company ဒီစတော့က set ထားဖို့နော်ဒီ US ကိုရောက်တော့က set ထားဆိုရင်ဒီ company ကကျွန်တော်တို့လာဆန်ထပ်တိုးလိုက်ရင်တော့ဒီအကောင်းဆုံးလုပ်မယ်ကျွန်တော်လုပ်တာအကောင်းဆုံးလုပ်မယ်လူတိုင်းအများနဲ့တွေ့တယ်အဲ့လိုမျိုးပဲတွေ့ကြတယ်ဒါပေမဲ့တကယ်ဘဝမှာအဲ့ဒါလုံးဝမဟုတ်ဘူးတတိဘက်ကလည်းဒီကောင်လောက်လာပူတော့တဲ့ချက်စောတကယ်ကိုပြမှာပါအများအားစဉ်းစားနေတာပေးဖို့စောင့်နေတာသူကအဲ့ကနေမတက်လာတော့ဒီနေရာမှာလည်းတန်တရားလည်းနေတော့လာစာတူးပေးချင်တဲ့ကိုလည်းမတူးပေးနိုင်ဘူးပြီးတော့ကိုယ့်ရဲ့အခွင့်ကောင်းကိုလည်းမရနိုင်ဘူးအဲ့ခါကျတော့ကဲကိုယ့်ရဲ့အခြေအနေကလာစာတွေလောက်ရပြီဆိုရင်ဒီထက်နှစ်ဆရောက်ဖို့အတွက်ငါဘာထပ်လုပ်ရမလဲငါဘာပြုတ်ပြင်ရမလဲဆိုတော့ဒီကနေဖတ်သွားလို့ရှိတယ်တခြားလို့ဘယ်လိုအလုပ်စားမျိုးကိုရှာမလဲ
management နေရာကို level ကိုရှာရမှာဒီအောက်တန်းနေရာကနေပေါ့နော် basic ကနေလုံးဝပြင်မဆောက်ရဘူးဆိုတဲ့စိတ်နဲ့လုပ်ရင်အကုန်လုံးအဆင်ပြေမှာပါအောင်မြင်ကြမှာပါကိုယ့်ရဲ့ဒီအလောက်ကပိုက်ဆံအတွက်ပဲမလုပ်ဘဲနဲ့ကိုယ့်ရဲ့ရှိရအတွက်အရန်ဆိုင်တယ်ဆိုတာနော်အမြဲတမ်းသတိထားပြီးတော့ကြိုးကြိုးစားစားလုပ်ကြရအောင်ပျော်ပျော်ပါးပါးနဲ့လုပ်ကြရအောင်ဆိုပြီးတော့ကျွန်တော်ဖိတ်ခေါ်ကျူးဆိုရင်းနဲ့လောက်ပဲပြောမယ်နော်ကျေးဇူးတင်တယ်